အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်တင်းလာညအင်္ဂါနေ့မနေ့မှာတော့ကျွန်တော်တို့ United အသင်းနဲ့ Leeds United အသင်းတို့ကကျွန်တော်တို့ United အသင်းရဲ့အိမ်ကွက်မှာရှင်ပြိုင်ကစားထားမှာဖြစ်ပါတယ်ဒီပွဲကကျွန်တော်တို့တကယ် United အတွက်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်လာအောင်မှာသိကြတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Leeds United အသင်းကအသင်းကြီးရဲ့ဆိုရင်အကောင်းဆုံးခုခံကစားနိုင်တဲ့အသင်းUnited အသင်းကကျွန်တော်တို့နောက်ဆုံးနီးပတ်တဲ့ကားတဲ့လက်ထက်မှာကျွန်တော်တို့9ပွဲနိုင်ပြီးတော့2ပွဲတည်ပြီးတော့ Newcastle 2-1ဆိုရလက်နဲ့ရှုံးထားတယ်ကျွန်တော်တို့ဒီအဆင့်နေတဲ့တမန်ဆိုကျွန်တော်တို့ရမှတ်ကျွန်တော်တို့55မှတ်နဲ့အဆင့်3ကိုကျွန်တော်တို့ရက်တည်ထားတယ်အောက်ကကျွန်တော်တို့အဆင့်4က Aston Villa အသင်းနဲ့ကျွန်တော်တို့တမတ်ကွာနေထားမှာရထားတယ်ဒီချိန်မှာကျွန်တော်တို့ Harry Maguire ကလွဲလို့ရှိရင်ကျွန်တော်တို့ကစားသမားအစုံတင်နဲ့ကျွန်တော်တို့ကစားရမယ်နောက်တက်မှာဆိုရင် Lani Yoro ရှိတယ်နောက်ပြီးဒီစားတော့မာရီနဲ့ပြန်ပါလာမယ်လူရှော့ဂျီကိုဓာတ်တော့အပြင်ကျွန်တော်တို့ကွန်းလက်ပိုင်းမှာတော့ကျွန်တော်ကစမဲတို့ကိုဘီမိုင်းနူးတို့ကကျွန်တော်တို့အစင်သင့်ရှိနေခဲ့တယ်တိုက်စစ်ပိုင်းမှာကျွန်တော်တို့မာတီယာကူညာအန်ဘူဘူဗဂျမင်ဆက်ကိုအပြင်ကွန်းလက်ကစားသမားဘရူတိုဖာနန်တက်တို့နဲ့ကျွန်တော်တို့ပွဲထွက်လာအောင်မှာဖြစ်ပါတယ်ဒီနေ့ပွဲက United အတွက်ကတော့အရေးကြီးခဲ့တဲ့ပွဲပါဘာဖြစ်လဲဆိုတော့ဒီရာသီမှာချန်ပီယံလိဝန်ကွန်းအတွက်ဒီပွဲကိုကျွန်တော်တို့မဖြစ်မနေဒါအနိုင်ရမှာဒါလင်းအဆင့်3မှာကျွန်တော်တို့ကောင်းမွန်စွာရည်တည်နေမှာဖြစ်ပါတယ်သူ့ရဲ့ပြိုင်ဘက်တွေချေချော်တယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင် Chelsea အသင်းဟာမစီးတဲ့နဲ့ကန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီပွဲဟိုကနိုင်လက်လို့ရှိရင်ကျွန်တော်တို့ချန်ပီယံလိဝန်ကွန်းတနေရာစာအတွက်ကျွန်တော်တို့တေချာပြီလို့တောင်ပြောလို့ရတဲ့အနေအထားတစ်ခုပါLeeds United ကိုကြည့်မယ်ဆိုရင်နောက်ဆုံးပိတ်ပရီးမီးယားလိဂ်9ပွဲမှာကျွန်တော်တို့တပွဲမှမနိုင်ပဲ2ပွဲရှုံးပြီး3ပွဲတည်ကြထားတယ်ဒီရာသီမှာ39ဂိုးသွင်းပြီး48ဂိုးတိတိကျွန်တော်တို့ပေးထားရတယ်ရမှတ်ကတော့ကျွန်တော်တို့33မှတ်နဲ့အဆင့်15 33မှတ်ဆိုရင်လည်းကျွန်တော်တို့ဒီတန်ဆင်းဆောင်ကဒီအဆင့်18ကTottenham Hotspur အသင်းနဲ့3မှတ်ပဲကွာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ Leeds United အသင်းကတန်ဆင်းဆောင်အန်ဒီကိုရှိနေတယ်အဲဒါကြောင့်မို့ Leeds United အသင်းကလည်းကျွန်တော်တို့ဒီခုခံပြီးတော့ရတော့လောက်ကျွန်တော်တို့အမှတ်ကိုတရေရလက်နဲ့တရေရလက်အနည်းဆုံးတရေရလက်ထွက်အောင် United အသင်းကိုခုခံကစားသွားမယ်လို့ကျွန်တော်တို့ထင်ရတယ် United အသင်းကဗျာကျွန်တော်တို့ဒီပွဲကိုလာနိုင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါဒီရာဒီအတွက်ကျွန်တော်တို့အဆင့်3ဆိုတာဖြစ်သွားနိုင်တယ်ဒီပြမိုက်ကယ်ကားတဲ့အနေနဲ့လည်းကျွန်တော်တို့ဒီပွဲကိုလာနိုင်မယ်ဆိုရင်သူ့ရဲ့ဒီနီးပြယာထုပေါ့ဗျာနီးပြအမြဲတမ်းနီးပြယာထုအတွက်ကျွန်တော်တို့ဒါရထားချင်းခံရမယ်လို့ကျွန်တော်တို့ယုံကြည်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကိုရလက်ကလေးတွေခမန်းပေးခဲ့ကြပါဦး